လူတိုင်းကတော့ကိုယ့်ပေါ်မှာကောင်းမဲ့လို့ဘယ်တော့မှမမျှော်လင့်နဲ့မြတ်စွာဘုရားတောင်ဘုရားပေါ်မှာလူတိုင်းကောင်းတာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အမျိုးတွေရှိတဲ့ထင်ပဲမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တာဘုရားရဲ့လူဘဝတော်ကရောက်ခမသုဘဗုဒ္ဓမြတ်စွာဘုရားကိုအမြဲတမ်းဆန့်ကျင်မဲ့လုပ်တာမချီညို့ဘူးနော်သူမချီညို့ခြင်းလည်းအကြောင်းတော့ရှိတာပေါ့သူစိတ်နဲ့သူ့ရဲ့ခံစားချက်နဲ့သူမချီညို့နောက်ပြီးတော့သုဘဗုဒ္ဓရဲ့သာတိဝဋ္ဌဘုရားပေါ်မှာအမြင်မကြည့်ဘူးအမြဲတမ်းဒုက္ခပေးတယ်အဲ့တော့မြတ်စွာဘုရားပေါ်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့တော့သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ပဲနဲ့ဖိကုတုအာသစကိုယ်ကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာနော်ကိုယ်ကသူများပေါ်ကောင်းရမယ်ဘယ်လိုကောင်းလဲတစ်ဖက်သားနင်နာအောင်မလုပ်ဘူးတစ်ဖက်သားအကျိုးမဲ့သွားအောင်မလုပ်ဘူးတစ်ဖက်သားပေါ်မှာမေတ္တာမပြည့်နေမယ်တစ်ဖက်သားပေါ်မှာတိခဏ်ဉာဏ်တရားနဲ့နေမယ်ဒါဟာဖိကုတုအာသစသူ့တက်ကိုတော့ကိုယ်ကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုကြိုပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့နေနိုင်ဖို့ကိုယ့်ဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာဓမ္မအရေးကြီးတယ်လို့ထင်တယ်